လူလောကမှာပိုက်ဆံရှိရာမျက်နှာလိုက်ကြတာဒါတော့ဘောလူသဘာဝပြောကြလူလောကကအဲ့တိုင်းပဲဘာပညာမှမတတ်နဲ့တထေးသားလေးဆိုလို့ရှိရင်အမလေးဝိုင်းဝိုင်းမို့ဝိုင်းဝိုင်းလေအနီးပိုက်ဆံမျက်နှာလေတခါတော့ဘုန်းကြီးတို့စင်ကာပူသွားတယ်စင်ကာပူသွားတော့တခါတော့တွေကချမ်းချမ်းသာသာသွားအောင်လို့ဆိုအသက်ကြီး business class ကတင်ပေးတာပေါ့နော်အတင်ပေးတဲ့အခါကျတော့အမလေးလင်းမဲလင်းမောင်တွေကပြုံးတာပဲဘုံဘုံကကိုယ့်ကိုတတိပေးတယ်မင်းပြုံးတာမဟုတ်ဘူးနော်ပိုက်ဆံပြုံးတာအဲဒီမှာလူတွေကကိုယ့်ကိုပြုံးပြတယ်ထင်တာကိုယ့်ပြုံးတာမဟုတ်ပိုက်ဆံကိုပြုံးတာလို့ business class ဆိုရင်သူတို့ကကြိုးစားရတော့မှလေအဲ့ဒါကိုမထင်မဲနဲ့ငါပြုံးပြတယ်လို့သွားထင်မှားလိုက်မယ်ဟုတ်လားအစံပေးနိုင်တဲ့သူပြုံးပြမှာပဲမပေးနိုင်လို့ကတော့အဲ့ဒါလည်းတော့ကြည့်မှာမဟုတ်အဲ့တော့လောကကြီးမှာလူတွေကကိုယ်ပြုံးပြနေရင်ဗက်ဆိုင်ကိုပြုံးပြတယ်လို့သာအောင်းမိတ်